ဖြစ်တော့မှာကာလာဝေဆိုတဲ့နည်းလေးကိုဒီဗီဒီယိုလေးမှာလာပြီးတော့ share လုပ်ပြီးတော့မှာပဲဖြစ်ပါတယ်အဲဒီပထမဦးဆုံးအနေနဲ့ပေါ့နော်ကျွန်တော်ဒီ TikTok ရဲ့ server ကိုသွားပြီးရမှာဖြစ်ပါတယ်ဒီ TikTok ရဲ့ server ကိုရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာကာလာ okay ဆိုပြီးတော့ရေးပါပြီးလို့ရှိရင်ကျွန်တော်ဒီဘက်က search ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးတော့ရိုက်ရှာပေးလိုက်ပါဖြစ်ပါတယ်ကျွန်တော်ဒီမှာရှာပြီးဆိုလို့ရှိရင်တော့ကာလာဝေနဲ့ပတ်သက်တဲ့သချင်းတွေဒီမှာတက်လာမှာဖြစ်ပါတယ်ဒီထဲမှာမှကျွန်တော်တို့သချင်းတွေအများကြီးရှိရဲအဲ့ဒီထဲမှာမှကိုကြိုက်တဲ့သချင်းကိုကျွန်တော်ရွေးချယ်ပြီးဆိုလို့ရမှာဖြစ်ပါတယ်ကျွန်တော်သချင်းတစ်ပုဒ်တွေကိုဝင်လိုက်ပါမယ်ဒီထက်ကိုဝင်ပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီအောက်မှာ share ဆိုတဲ့ခလုတ်လေးရှိပါတယ်အဲ share ဆိုတာလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါမယ်share ဆိုတာလေးကိုနှိပ်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်ဒီအောက်မှာဘက်ဘက်ကိုနည်းနည်းလေးဆွဲပြီးလိုက်ပါဆွဲပြီးဆိုလို့ရှိရင်တော့ကျွန်တော်ဒီဘက် test ဆိုတာလေးရှိပါတယ်အဲ test ဆိုတာလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါမယ်ဒီ test ဆိုတာလေးကိုနှိပ်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာကိုကဘလို့ပုံစံနဲ့ဆိုခြင်းလဲဆိုတာကိုကျွန်တော်ဒီမှာအရင်ဆုံးရွေးချယ်ပေးရမှာဖြစ်ပါတယ်ပေါ့နော်ကိုကြိုက်တဲ့ပုံစံကိုကျွန်တော်ရွေးချယ်ပြီးဆိုလို့ရှိရင်တော့ဒီမှာပထမဆုံးရေးကြည့်တာကကျွန်တော်ဒီမှာတချင်းဆိုတဲ့မိုက်လေးကိုဖွင့်ထားပေးဖို့လိုပါတယ်ဒီမိုက်ကိုဖွင့်မထားဘူးဆိုလို့ရှိရင်တော့ကျွန်တော်လုံးဝတန်ထွက်မှာမဟုတ်ပါဘူးပြီးရင်ကျွန်တော်တချင်းစပြီးဆိုလို့ရပါပြီကျွန်တော်တချင်းဆိုလို့ပြီးပြီဆိုလို့ရှိရင်တော့ဒီဘေးနားကအမှန်ကြီးလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါမယ်နှိပ်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာပြန်ကြည့်ပြီးတော့စိတ်တိုင်းကြပြီဆိုလို့ရှိရင်ကျွန်တော်နှိပ်ဆိုတာလေးနှိပ်ပြီးတင်လို့ရပါပြီ